ယေစုလောင်းလိုက်စမ်းလေအချစ်တွေလမ်းလို့လာလေခင်ပြူနာကိုတူလို့လမ်းကချစ်ယေစုဟုတ်ပါပြီကိုရေစားလို့ရပြီနော်ယေစုမဲချစ်ချက်တယ်လေရာအကောင်းတကအကောင်းဆုံးကိုနည်းနည်းတော့ငဲနေရဲ့ဗျဟေးရမင်းမျက်နှာဘာဖြစ်မိမရတာမကြသေးဘူးရန်ဖြစ်ထားတာလားမဟုတ်ပါဘူးကိုကြီးကလူကြီးကစဉ်းစားကြည့်ဖြစ်တင်လားကျုံမင်းမလက်ရကိုစားမိပြီးပြီးနေစကားနဲ့ဖြစ်မလားစိတ်ညစ်နေတာမင်းကနောက်တစ်ချိန်မှာဖုန်းကြီးပြစ်မဲ့ဇာတာကွာပြစ်မတင်မှာကျွန်တော်လည်းချစ်ချင်တာမစားရင်ဒီမင်းကစစ်ချင်တာတင်းသေးကြမောင်ရေရေလောင်းပြီးဈေးသွားပေးအောင်နော်ဟုတ်ကဲ့ပါချစ်မိန်းမရေဟာစိတ်ညစ်တယ်ဗျဘယ်လိုလို့ကိုကြီးတို့လင်မယားဒီလောက်ထိချစ်နေတာလာအေးရှင်မာရီအချက်ကိုတီးချင်လာမိန်းမရောက်မှနဲ့ဘူဝါရစာအားရစားရတယ်ရွှေပြပရိုတက်သုံးနေချမ်းမှုရှာပြတ်နာဖြစ်တဲ့ခမ်းမမကြဒီနေ့ရောစားလို့ကောင်းရဲ့လားယောက်ျားရဲ့ဒီနေ့တော့တကယ်ကိုချိုးမြင်ပြီဟဲ့ရွှေပြားနဲ့မှအချစ်ကိုချိုးမြင်စီရလေဒီနေ့တကြံတော့ရွှေပြားပဲဟဲ့အချစ်ကိုထင်းနေပြီးတဲ့လှုပ်ဝက်ချက်ကရွှေပြား